ပေရမျိုးတွေမင်္ဂလာနာခင်းပါခင်ဗျနော်အားလုံးလေးကောင်းကြမှာကြရလားဗျနော်ဒီတစ်ပတ်အင်္ဂါဗုဒ္ဓဦး2ရက်ပိတ်တယ်နော်2ရက်ပိတ်တယ်ဆိုတော့မျိုးတွေကကစားလို့မကောင်းဘူးလေပိတ်ရက်တွေပါပြီဆိုရင်ကစားလို့ကိုမကောင်းတာသိရမလားနော်အဲ့တော့ကျွန်တော်ညတော့တယ်လီဂရမ်မှာတော့ကျွန်တော်လူတွေကိုပြောထားတယ်ဂျားရက်တွေဖြစ်နေတဲ့ပိတ်ရက်တွေကလေဂျားရက်တွေဖြစ်နေတယ်ဆိုတော့ဒီဘက်မကစားတော့နဲ့လို့ကစားခြင်းလို့ရှိရင်လည်းကြာတာပရိတောက်ကြမှာ2ရက်နည်းနည်းကစားခြင်းကစားလို့တကယ်တမ်းပြောရရင်ပိတ်ရက်တွေပါတယ်ဆိုလို့ရှိရင်ကြာတာပရိတောက်ကြတော့ထပ်ပြီးတော့ကစားဖို့မကောင်းဘူးဗျသိရမလားအဲ့ဒါကြောင့်ကျွန်တော်ကဒီတစ်ပတ်နားလိုက်ရေးဆိုပြီးကျွန်တော် Telegram ကလူမျိုးတော့အကုန်လုံးနားခိုင်းလိုက်တယ် Facebook ကမျိုးတွေလည်းနားစေချင်ပါတယ်ခင်ဗျနော်ဘာလို့လဲဆိုလို့ရှိရင်ဒီလိုပိတ်ရက်တွေပါပြီဆိုရင်ကစားလို့လည်းမကောင်းကနန်းရှာလို့လည်းမကောင်းအစီငေါမတက်ဘူးဗျာအဆက်ဆက်မရှိတော့ဘူးသိရမှာဘလို့မှကနန်းကြည့်လို့မရဘူးကနန်းထုတ်လို့လည်းမကောင်းဘူးဗျာနော်အဲ့ဒီအတွက်ကြောင့်နားလိုက်ပါလို့ပြောချင်ပါတယ်နော်ဟာလားကစားနေရင်လည်းခင်ဗျားတို့ရှုံးမှာနော်သွားမလုံးနဲ့သိလားပိတ်ရက်ပါနေလုံးဝသွားမလုံးနဲ့ပိတ်ရက်တစ်ရက်ပိုင်ကိုယ့်အတွက်ကနန်း၄လုံးနဲ့နာတယ်2ရက်ပိုင်စဉ်းစားကြည့်လိုက်နော်ပိတ်ရက်ပိုင်များသောအားဖြင့်သူတို့စားမှာပဲကြိတ်မှာပဲနော်ကျွန်တော်ကဘယ်လိုပြောရမလဲဆိုရင်အမျိုးတွေကိုဒါလေးတွေမှတ်သားထားလို့ပြောပြနိုင်တာပါနော်နှမ်းမြစ်ဆိုကျွန်တော်မပြောပြနိုင်ဘူးဟုတ်တယ်မလားနော်အဲ့တော့ပိတ်ရက်ပါတဲ့အပိုက်မျိုးတွေဆိုရင်အတက်နိုင်ဆုံးမဆော့လေကောင်းနေပဲအကယ်၍ကိုကမနေနိုင်လို့ဆော့ကျင်နေဆိုလို့ရှိရင်တော့မှထိမ့်ပြီးတော့လောက်ပေါ့နော်အဲ့ဒါလေးတတပြောကျင်တယ်ကစားကျင်တဲ့အမျိုးတွေကတော့ကျွန်တော်တို့အကွက်တွေတော့ဘာမှမကြည့်ရဘူးမကြည့်ရသေးဘူးဗျာထုတ်လည်းမထုတ်ဘူးဗျာနော်အကွက်ကလည်းဘာတကွက်မှမထုတ်တာဘူးဘာလို့လဲဆိုရင်ပိတ်ရက်တွေပါနေလို့ကစားလို့မကောင်းလို့ကိုလူတွေလည်းနားခိုင်းမဲ့အစီအစဉ်ရှိလို့ကျွန်တော်ကနန်းတော့တကွက်မှထုတ်မထားပါဘူးနော်ဟုတ်ပြီနော်တကွက်မှထုတ်မထားဘူးထိတ်တွေကီးလေးတွေတော့ကျွန်တော်ထုတ်ထားတယ်ပေါ့နော်တီးတန်တင်ကွက်တွေပါတယ်ညာတွေရတော့ကျွန်တော်မထုတ်ထားဘူးဒီထိတ်တွေကီးတွေထုတ်ထားတာလည်းဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်ထဲထဲမှာတရက်ဖွင့်တရက်ကစားခြင်းတဲ့လူတွေရှိတယ် Telegram မှာနားဖို့ပြောထားတာတော့ဈေးကွက်နဲ့ကီးလေးတော့တင်ပေးပါဦးတာရေးတဲ့ဆိုတော့အဲ့လိုပြောထားတဲ့လူတွေရှိလို့ကဲဒါသုံးခြင်းတဲ့လူတွေသုံးလို့ရအောင်အတွက်ဒါလေးကိုလာတင်ပေးတာအတက်နိုင်ဆုံးပြောချင်တာမထိုးလေကောင်းနေပဲเนาะဒီနေ့ကိုကျွန်တော်လည်းကော်မရှင်ဘယ်လိုပြောမလဲမရောင်းဗျာနားတယ်เนาะနားတယ်ဒါပေမဲ့ကိုရှိမှာလာပြီးအပေးနေတဲ့ customer တွေတော့လေးစားမှုရှိရမယ်လေဟုတ်တယ်မလားเนาะအဲ့တော့သူတို့ကစားခြင်းကိုလာထုတ်ရင်တော့ကျွန်တော်တို့သွားတင်ပေးလိုက်မယ်เนาะအမှန်တိုင်းပြောရင်တော့ကျွန်တော်တို့စနေတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဦး9ရက်ဆက်တိုက်နားပြစ်ချင်တာ9ရက်ဆက်တိုက်မဟုတ်ဘူးဗျာကြာတာပလေးတောက်ကြပါတခါဆက်နားပြီးွားစနေတနင်္ဂနွေမှာတက်နာအရှိကြီးနားပလိုက်ချင်တာเนาะပိတ်ရပိုင်းကစားလို့မကောင်းလို့ပြောတာပါโอเคเนาะအဲ့တော့ကစားခြင်းတဲ့မျိုးတွေတစ်ချက်နားထောင်ပေးပါဒီနေ့နေကုံကီးက3.5 ကီးပါ3.1ပေါင်းတော့1.9ပေါင်းတော့3ညဟုတ်တယ်3.53 ကီးပါเนาะတွက်ဆိုင်မနပိုင်းထိတ်ကတော့9ထိတ်ပဲရတယ်တွက်ဆိုင်ညနေပိုင်းထိတ်ကတော့9 ညထိတ်ရတယ်เนาะအဲ့တော့ထိတ်နဲ့ကီးနဲ့ကတ်သုံးမယ်ဆိုရင်တော့ညနေ9 ကွက်မနက်6 ကွက်ထွက်မယ်အဲ့ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ပါเนาะအဲ့ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ပါဆိုတာဘာလဲဆိုလို့ရှိရင်ကွာကျွန်တော်တို့ညနေပိုင်းတွက်ဆိုင်ထိတ်ကနေကုံကီးနဲ့သွားတူနေပြီเนาะတနင်္လာနေ့မှာကွာသိရမလားတနင်္လာနေ့မှာဒီကျွန်တော်တို့နေကုံကီးနဲ့ဒီတွက်ဆိုင်ထိတ်နဲ့တူပြီဟဲ့ဆိုလို့ရှိရင်များသောအားဖြင့်ဘဲထိတ်ပဲတူတူပေါ့နော်မနက်ပိုင်းထိတ်ကပဲတူတူညနေပိုင်းထိတ်ကပဲတူပြီဆိုတာနဲ့တူတဲ့ထိတ်ကဆင်လာများတယ်เนาะအဲ့တော့ဒီမနက်ထိတ်နဲ့ကီးနဲ့မတူနေဘူးเนาะညနေထိတ်နဲ့ကီးနဲ့သွားတူနေတယ်เนาะညနေထိတ်ကပိုးကောင်းမလားလို့ပေါ့နော်ကျွန်တော်လည်းအဲ့လိုစဉ်းစားမိတာပေါ့နော်အဲ့တော့ပြန်ပြောပြမယ်ဒီနေ့တနင်္လာနေ့အတွက်เนาะမနာဘူးဆိုသူများကစားခြင်းသူများနေကုံကီးက3.53 ကီးเนาะ3.53 ကီးတွက်ဆိုင်မနက်ပိုင်းထိတ်ကတော့2 ခွန်ထိတ်တွက်ဆိုင်ညနေပိုင်းထိတ်ကတော့9 ညထိတ်ကျွန်တော်ကညနေပိုင်းထိတ်ကိုပိုးကြိုက်တယ်เนาะဟုတ်ပြီနော်အကွက်ကကျွန်တော်ဘာမှမကြည့်ထားဘူးမျိုးတွေကเนาะအမေမျိုးတွေတစ်ခွက်တော့ထိုးကျင်တယ်ဆိုရင်တော့ထဲထုတ်ပေါ့နော်အဲ့ဒါပါလဲဆိုရင်3.3ရယ်3.3ရယ်တစ်ခွန်ရယ်38ကဲပါခင်ဗျเนาะ
အဲ့ဒါလေးနည်းနည်းထည့်ထုတ်ပေးပါနော်ဟုတ်ပြီနော်အပူဆိုရင်တော့3တကွက်ကြိုက်တယ်ဗောနော်အဲ့ဒါလေးနော်နောက်မျိုးလေးโอเคနော်ဒါလေးပြောချင်လို့ဒီဗီဒီယိုလေးကိုလွှင့်လိုက်တာပါနော်ရိုက်လိုက်တာပါโอเคနော်မျိုးလေးမှတ်ပြီလားကစားခြင်းတဲ့မျိုးလေးနည်းထည့်ထုတ်မှာ3ည3ရဲ့38ကတစ်ခွန်ရဲ့ဗောနော်တစ်ခွန်ကတော့တီးတန့်ထည့်ထုတ်စရာမလိုပါဘူးနော်ဘာလို့မလိုလဲဆိုရင်ကျွန်တော်တို့တင်ကားထွက်ပြီးရင်တစ်ခွန်မွေးဆိုပြီးတော့ဘယ်လိုပြောမလဲစူဘူးကနတ်မျိုးပြမွေးကနတ်သိရမလားစူဘူးကနတ်တကွက်ကောင်းမွေးကနတ်ပေးထားတာမလားနော်အဲ့တော့မွေးကနတ်ဖြစ်တဲ့အတွက်ဒါတီးတန့်တော့ထုတ်ထိုးစရာမလိုဘူးပေါ့နော်โอเคနော်အဲ့တော့တစ်ခွန်လေးတကွက်ကိုတော့စူဘူးအဖြစ်မွေးထားပါနော်တင်ကားနဲ့တစ်ခွန်ကမွေးလို့အရင်ကောင်းတဲ့ကနတ်လေးမကြခဏထွက်တဲ့ကနတ်မျိုးတွေလေအမျိုးတွေကနေနာထောက်စီကြည့်ပါတွေ့လိမ့်မယ်နော်โอเคနော်တတ်တာနော်